Shalom along by Minglaba, Yeshu Namana no con setabare, attention do, Pia no pado apie, winga in con ape lobare, a chip u sore no pado apie, winga in con ape lorapide, the yo kanjile bang a sako, Payada kendi, Ngaro go, she u swa, chidomo dojam, Ngaro di Payada kengo, chitja e, attention do no pado pitojam. ဂျာနာတူရောက်တိုင်းနှုတ်ပတ်တော်အဖြစ်ဖျားကောင်းချီးပေးပါစေဒီတိယောခန်းကြီးလေးအပိုင်ငယ်16မှာနှုတ်ပတ်တော်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဖယားသခင်ဒီတဲ့ငါတို့ကိုရှေးဦးစွာချစ်တယ်လို့ပြောတယ်အင်္ဂလိပ်ကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါမှာ first love ဆိုတဲ့စကားလုံးကိုသုံးထားတာဖြစ်တယ်ဆိုတော့အဲ့ဒီ first love ကိုကျွန်တော်တို့မြန်မာလိုဘာသာပြန်တဲ့အခါမှာအချစ်ဦးဒါမှမဟုတ်ရင်ရှေးဦးအချစ်ပထမအချစ်ဆိုတဲ့ဒီနေ့ကျွန်တော်တို့အတုံးအနှုံးနဲ့ပြန်လည်ပြီးတော့သုံးနှုံးအတုံးပြုလို့ရတာဖြစ်တယ်။ဒါကြောင့်ဒီနှုတ်ပတ်တော်အဖြစ်ခွန်အားပေးခြင်းတဲ့အရာကဖယားသခင်ကသင်နဲ့ကျွန်ုပ်ကိုရှေးဦးအချစ်ဦးနဲ့ပထမအချစ်နဲ့သင်နဲ့ကျွန်ုပ်ကိုချစ်တော်ဖယားသခင်ဖြစ်တယ်။ဖယားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏ဆိုတဲ့အတိုင်းထိုချစ်ချင်းမေတ္တာအရှင်ဖယားသခင်ကတင်နဲ့ကျွန်ုပ်ကိုမဖောက်ပြန်တော့မယော့တော့အမြဲတမ်းတည်တော့တစ်ဖက်သက်မေတ္တာအဂပေမေတ္တာနဲ့တင်နဲ့ကျွန်ုပ်ကိုရှေးဦးအချစ်နဲ့အချစ်ဦးနဲ့အမြဲတမ်းချစ်တော်ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြလိုတာဖြစ်တယ်ဟောရှေခန်းကြီးတဲ့အပိုင်ငယ်တိကနေသုံးမှာကျွန်တော်တို့ကြည့်တဲ့အခါမှာနှုတ်ပတ်တော်ထဲမှာကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့ယူဒရှင်ဘယင်အောဇီမင်ယောတမင်အခတ်မင်ဟေဇကိမင်ဣတေလရှင်ဘယင်ယောရှတာယေရောဘောင်မင်လက်ထက်ဘေရီဤတာဟောရှေတို့ရောက်လာတော့ထာဝရဘုရားဤနှုတ်ပတ်တော်အစအဦးဟူမူကားတင်သွား၍ပိတဇာမိမနဲ့တကွာသူဖွားမြင်သောသားသမီးတို့ကိုတိမ်ပိုက်လောအကြောင်းမူကားပိသားတို့သည်ထာဝရဘုရားကိုစွန့်၍အထက်ထပ်မာယွန်းကြပြီဟုဟောရှေအားမှာထားတော်မူသည့်အတိုင်းဟောရှေသည်တွား၍ဒီပလိန်သမီးဂေါမာကိုတိမ်ပိုက်သဖြင့်သူသည်ပရိတ်တရေယူ၍ဟောရှေ၌သားယောက်ျားကိုဖွားမြင်လေ၏ဟောရှေဆိုတဲ့ပုဂ္ဂိုလ်ကဘုရားသခင်ရဲ့ prophet ဖြစ်တယ်ဣသေလလူမျိုးတွေအတွက်ဖယားရဲ့စကားကိုသယ်ဆောင်လာတော့ပုဂ္ဂိုလ်ဖြစ်တယ်ပြီးတဲ့အခါမှာတနည်းအားဖြင့်ဒီစကားနဲ့ကျွန်တော်ပြောမယ်ဆိုရင်လူယိုတေရတဲ့သူလူတွေရဲ့လေးစားရတဲ့သူလူတွေရဲ့ကြီးညိုရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါပေမဲ့ဖယားကဒီနေ့ဟောရှေကိုမာတယ်ဖယားကဟောရှေကိုပြောတယ်ဖယားကဟောရှေကိုလှုပ်ခိုင်းတဲ့အမှုတစ်ခုရှိတယ်အဲ့ဒီအရာကဘာလဲလို့ကျွန်တော်တို့ကြည့်တဲ့အခါမှာဟောရှေတဲ့တင်သွားပါတဲ့ပိသဇာမိန်းမကိုတဲ့တိမ်ပိုက်ပါလို့เนาะဒီနေ့နှုတ်ပတ်တော်ထဲမှာတွေ့ရတာဖြစ်တယ်။တနည်းအားဖြင့်တိမ်ပိုက်ပါလို့ပြောတဲ့အခါမှာယူပါလက်ထပ်ပါသူနဲ့ပေါင်းသင်းပါလို့ပြောချင်တာဖြစ်တယ်။ဆိုတော့လူအနေနဲ့ကျွန်တော်တို့ကြည့်တဲ့အခါမှာ prophet တယောက်အနေနဲ့ဖယားသခင်ရဲ့လူအနေနဲ့ပိသဇာမိန်းမနဲ့လူရဲ့သဘောတဘာဝအရာပေါင်းဖော်ရမယ်ပေါင်းဖက်ရမယ်ဆိုရင်ဘယ်လိုမှအဆင်မပြေဘူးဖြစ်တယ်ပိသဇာမိန်းမလို့ကျွန်တော်တို့ပြောတဲ့အခါမှာเนาะမကောင်းသောအမျိုးသမီးကိုပြောချင်တာဖြစ်တယ်ပြီးတဲ့အခါမှာเนาะဒီနေ့ကျွန်တော်သုံးတဲ့စကားလုံးအသုံးလုံးရိုင်းသွားတယ်ဆိုတော့ခွန်းလွတ်ပေးပါเนาะယောက်ျားတကာနဲ့အိတ်တော်အမျိုးသမီးဖြစ်တယ်သူ့ရဲ့ခန္ဓာကိုယ်ကိုရောင်းသောအမျိုးသမီးဖြစ်တယ်မတန့်ရှင်းသောသူဖြစ်တယ်တနည်းအားဖြင့်အမင်္ဂလာရှိသောအမျိုးသမီးဖြစ်တယ်ဒါပေမဲ့ဒီမကောင်းတဲ့စိုးမိုက်တဲ့ပိသဇာမိန်းမကိုမှဖယားသခင်ကဟောရှေကိုသွားပြီးတော့သိမ့်ပိုက်ခိုင်းတယ်ယူခိုင်းတယ်လက်ထပ်ခိုင်းတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီခါမှာဟောရှေကလည်းဖယားရဲ့စကားကိုနားထောင်ပြီးတော့နာခံပြီးတော့ပိသဇာမိန်းမဖြစ်တော့เนาะဒီနေ့ဂေါမာကိုတိမ့်ပိုက်ပြီးတဲ့အခါမှာသူနဲ့အိမ်ထောင်ကြပြီးတော့သူနဲ့အိမ်ထောင်ပြုတ်ပြီးတော့သားသမီးတွေမွေးဖွားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်
အဲ့ဒီခါမှာဆက်ပြီးတော့နှုတ်ပတ်တော်ကိုကျွန်တော်ကြည့်ရခါမှာအခန်းကြီး3အပိုင်ငယ်1နှစ်မှာကျွန်တော်ကြည့်ရခါမှာတဖန်ထာဝရဘုရားကဣဒေလအမျိုးတို့သည်အခြားတပါးသောဘုရားတို့ကိုဖိုးမြော်၍စပစ်တီးပြင်ကိုအလိုရှိတော်လဲထာဝရဘုရားကိုချစ်တော်မူသည့်ဤသူတဲ့မိမိခင်ပွန်း၏ချစ်ခြင်းကိုခံလက်မြောက်မထားသောမိမကိုတွား၍ချစ်အောင်လောဟုငါအားမာထားတော်မူသည့်အတိုင်းတဲ့ဒီခုနကဂေါမာကနော်သူ့ရဲ့ခင်ပွန်းသူ့ရဲ့ယောက်ျားဟောရှေရဲ့ချစ်ချင်းမေတ္တာကိုခံစားပါလက်နဲ့ဒီအမျိုးသမီးကမြောက်မထားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်မြောက်မထားတယ်လို့ပြောတဲ့အခါမှာဖောက်ပြန်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ပြောချင်တာဖြစ်တယ်သစ္စာမဲ့တယ်ဆိုတဲ့အရာကိုပြောချင်တာဖြစ်တယ်ဟောရှေကိုထားပြီးတော့เนาะတခြားတယောက်နဲ့เนาะဒီနေ့ပေါင်းတင်ဆက်ဆံတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့လူအနေနဲ့ဒီအရာကိုကျွန်တော်တို့တွေးကြည့်မှဆိုအစကတည်းကမကောင်းသောအမျိုးသမီးကိုယူတယ်ဘုရားသခင်ခိုင်းလို့ယူတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ तू ချစ်ချင်းမေတ္တာအပြည့်အဝပေးလက်နဲ့ထပ်ပြီးတော့ဖောက်ပြန်တဲ့အခါမှာဘလို့မှခွန်းလွတ်နိုင်စရာအကြောင်းမရှိဘူးပြန်ပြီးတော့လက်ခံနိုင်စရာအကြောင်းမရှိဘူးပြန်ပြီးတော့ချစ်နိုင်စရာအကြောင်းမရှိဘူးသူကိုမချစ်တာလည်းမဟုတ်ဘူးကောင်းကောင်းမပြုစုတာလည်းမဟုတ်ဘူးเนาะဒီနေ့လိုလေသိမ့်မရှိအောင်เนาะပြိုးထောင်ခဲ့ပေမဲ့ဒီအမျိုးသမီးကမြောက်မထားတယ်ဖောက်ပြန်တယ်ဒါပေမဲ့ဖခင်ကဟောရှေကိုမာတယ်ဘာပြောလဲသွားပါချစ်ပါလို့မာထားတော်မူသည့်အတိုင်းဟောရှေကပြန်သွားပြီးတော့เนาะဒီနေ့ပြည်သူစားမိန်းမစီကိုเนาะထိုမိန်းမကိုတဲ့ငွေ35ကျပ်မုရောဆန်တဟောမဲ့ခွဲနဲ့ငါရွေးပြီးမှတဲ့ပြန်ပြီးတော့เนาะဒီဂေါမာကိုဟောရှေကပြန်ရွေးတယ်ပြန်ချစ်တယ်ချစ်နေတယ်ပြီးတဲ့အခါမှာပြန်လဲပြီးတော့လက်ခံတယ်ပြီးတဲ့အခါမှာခွန်းလွတ်ပေးတယ်ပြီးတဲ့အခါမှာပေါင်းတင်းတယ်ပေါင်းဖက်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီအရာကဘာကိုမြင်စေတယ်လဲလို့ကျွန်တော်ကြည့်ရအခါမှာဒီ Bible ရဲ့ဒီကျမ်းရဲ့ content အရာတော့ဖခင်သခင်ကဣသေလလူမျိုးတွေအပေါ်မှာဘလောက်ပဲသူတို့ဆိုးမိုက်သစ္စာမဲ့ဖခင်ကိုပြစ်ထားဖောက်ပြန်ပေမဲ့ဖခင်ကတစ်ဖက်သက်မေတ္တာနဲ့အချစ်ဦးနဲ့ချစ်နေတယ်ဆိုတဲ့အရာကိုပြချင်တာဖြစ်တယ်။ဒါကြောင့်ဒီနှုတ်ပတ်တော်အဖြစ်ခွန်အားပေးခြင်းတဲ့အရာမှာယခုသင်နဲ့ကျွန်ုပ်ကိုလည်းဖခင်သခင်ကဣသေလလူမျိုးတွေကိုချစ်သည့်နည်းသူချစ်တဲ့ကဲ့သို့ဒီနေ့သင်နဲ့ကျွန်ုပ်ကိုလည်းရှေးဦးမေတ္တာနဲ့အချစ်ဦးနဲ့အရင်တော့ကချစ်တယ်လို့ယခုလည်းချစ်နေစေဖြစ်တယ်လို့လာမယ့်အနာဂတ်မှာလည်းချစ်နေအောင်မဲ့ဖခင်သခင်ဖြစ်တယ်။ထိုဖခင်နာမပုံကြည်ပါစေ။ဟာလေလုယာဟာလေလုယာဒါကြောင့်ကျွန်တော်တို့တွေလေဒုစဲအပြစ်၌ရှိစင်ပင်မကောင်းသောအမှုကိုပြုစင်ပင်ဒီနေ့ဖခင်သခင်အသင်နဲ့ကျွန်တော်ကိုချစ်သည့်အတွက်ကြောင့်တပါးရီသောသားတော်ကိုဆေလွတ်ခဲ့တယ်သူရဲ့မေတ္တာကိုပြခဲ့တယ်သူရဲ့မေတ္တာနဲ့ကျွန်တော်တို့ကိုရွေးနှုတ်ခဲ့တယ်ကဲတင်ခဲ့တယ်ဂျေဇုတော်အားဖြင့်ဖခင်ရဲ့သားသမီးဖြစ်ရတော့ခွင့်ကိုရတယ်နောက်ပိုင်းမှာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာတွေနော်တည်ကြည်သွားသလားလို့ပြောတယ်ဆိုရင်မတည်ကြည်သွားပါဘူးဒီနေ့ကျွန်တော်တို့လည်းနော်ဖခင်ကိုကြောခိုင်းတဲ့အချိန်ဖခင်စကားနားမထောင်တဲ့အချိန်ဒုစဲအပြစ်၌နော်ဒီနေ့အပြစ်၌ပြန်လဲပြီးတော့ဒီနေ့ကျွန်တော်ကြားရောက်တဲ့အချိန်နော်ပြီးတဲ့အခါမှာကျွန်တော်သစ္စာမဲ့တဲ့အချိန်ဒီနေ့ဖောက်ပြန်တဲ့အချိန်ဖခင်ကိုစွန့်ပစ်တဲ့အချိန်ရှိခဲ့တော်များလဲဖခင်သခင်ကပြန်လဲပြီးတော့နော်ဒီနေ့ဟောရှာပြဘောမာကိုပြန်ရွေးနှုတ်ခိုင်းတယ်ပြန်ဝယ်ခိုင်းတယ်ပြန်ပြီးတော့ချစ်ခိုင်းတဲ့ကဲ့သို့တော်လို့ချစ်အောင်လို့ပြောတဲ့အတိုင်းပဲဒီနေ့ဖခင်သခင်ကနော်ဒီနေ့တင်းတဲ့ကျွန်တော်ကိုအမြဲတမ်းခွန်လွတ်ပေးတော့ဖခင်သခင်ဖြစ်တယ်ဒီနေ့တင်းတဲ့ကျွန်တော်ဒီဘလောက်ပဲသစ္စာမဲ့ဒီနေ့ကျွန်တော်တို့ကိုအမြဲတမ်းသစ္စာရှိစွာနဲ့ချစ်ပေးတော့ဖခင်သခင်ဖြစ်တယ်ဘလောက်ပဲကျွန်တော်တို့ဒီဖောက်ပြန်ဖခင်သခင်ကဒီနေ့ကျွန်တော်မဖောက်ပြန်နိုင်တော့မေတ္တာနဲ့ကျွန်တော်အမြဲတမ်းချစ်ခဲ့တဲ့ဖခင်သခင်ဖြစ်တယ်ဖခင်သခင်ကိုကျွန်တော်ဘလောက်ပဲစွန့်ပြစ်ဖခင်သခင်ကျွန်တော်တို့ကိုဘယ်တော့မှမစွန့်ပြစ်တော့မပြစ်ထားတော့ဖခင်သခင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ထိုဖခင်ကတင်းနဲ့ကျွန်တော်ကိုရှေးဦးအချစ်ဆိုရဲfirst love အချစ်ဦးနဲ့ချစ်တော်ဖခင်သခင်ဖြစ်တယ်။ဒါကြောင့်တဲ့ဖခင်သခင်ဒီငါတို့ကိုချစ်တော်မူသောကြောင့်ငါတို့ဒီဖခင်သခင်ကိုချစ်တယ်လို့ပြောထားတာဖြစ်တယ်။
အကြောင်းတစ်ခါမှဒီနေ့ကျွန်တော်တို့ကောင်းလို့ဖခင်ကချစ်တာမဟုတ်ပါဘူးဒီနေ့ကျွန်တော်ကောင်းမကောင်းဒီနေ့ကျွန်တော်ကိုချစ်တဲ့ဖခင်သခင်ဖြစ်တယ်ကျွန်တော်တို့ဖခင်သခင်ကိုရှာနိုင်လို့ဖခင်သခင်ကိုကျွန်တော်တို့တွေ့တာမဟုတ်ဖခင်ကကျွန်တော်တို့ကိုရှာလို့ဒီနေ့ကျွန်တော်ဖခင်ကိုတွေ့ခွင့်ရတာဖြစ်တယ်ကျွန်တော်တို့ဖခင်ကိုချစ်လို့ဖခင်ကကျွန်တော်တို့ကိုချစ်တာမဟုတ်ဖခင်ကကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ဖခင်ကိုချစ်ခွင့်ရတာဖြစ်တယ်ကျွန်တော်တို့ဖခင်ကိုအရင်တွေ့လို့ဒီနေ့ကျွန်တော်ဖခင်ကိုတွေ့ခွင့်ရတာမဟုတ်ပါဘူးဖခင်ကကျွန်တော်တို့ကိုအရင်တွေ့တယ်အရင်ကဲတယ်အရင်ဂျေဇုပြုတယ်အရင်ကောင်းကြီးပေးခဲ့တဲ့အတွက်ကြောင့်ရွေးနှုတ်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့တင်းနဲ့ကျွန်တော်ဒီထိုဖခင်ရဲ့မြတ်တာတော်ထဲမှာဂရုဏာတော်ထဲမှာဂျေဇုတော်ထဲမှာရှိနေတာဖြစ်တယ်ဆိုတဲ့အကြောင်းခွန်အားပေးခြင်းတယ်။ဒါကြောင့်ဒီနေ့ဂေါမာကဲတော့ဘလောက်ပဲကျွန်တော်တို့ဖောက်ပြန်ဘလောက်ပဲဖခင်ကိုစွန့်ဘလောက်ပဲတစ္ဆာမဲ့အချစ်ဦးနဲ့ချစ်တော်ဖခင်သခင်ဒီတင်းနဲ့ကျွန်တော်ကိုအချစ်ဦးရှေးဦးမြတ်တာနဲ့ချစ်နေတော်ဖခင်သခင်ဖြစ်တယ်ဆိုတဲ့အကြောင်းနှုတ်ပတ်တော်အဖြစ်ဝေမျှရင်းနဲ့ခွန်အားပေးလိုပါတယ်။အရောက်စီတိုင်းနှုတ်ပတ်တော်အဖြစ်ဖခင်သခင်ကောင်းချီးပေးပါစေ။အာမင်။